ဖောက်ပြန်တယ်ဆိုတာလေကတင်ပေါ်မှာနှစ်ယောက်သားအတူတူ sex လုံးမှဖောက်ပြန်လို့ခေါ်တာမဟုတ်ဘူးဒီလိန်ကိစ္စမပါဘဲနဲ့အခြားသော social media platform ကနေပြီးတော့ like Instagram တို့ Facebook Messenger WhatsApp X Telegram စသဖြင့်အဲ့လို social media platform တွေသုံးပြီးတော့စာတွေပို့တာတို့အရှိအနောက်သွားလာမညီတဲ့စကားလုံးတွေနဲ့ easily လောက်တာတို့အစရှိသဖြင့်ပေါ့လေနော်အဲ့လိုစာတွေပို့ပြီးတော့ easily လောက်တာကိုလည်းအဲ့ဒါဖောက်ပြန်တယ်လို့သတ်မှတ်လို့ရတယ်တနည်းအားဖြင့်အဲ့ဒါကို macro cheating လုပ်တယ်လို့ခေါ်တယ်ဘာလို့လူမှုရေးဖောက်ပြန်ရတာလဲကျွန်တော်တို့လက်ရှိကျွန်တော်တို့ပတ်ဝန်းကျင်မှာကြားနေတဲ့လူမှုရေးဖောက်ပြန်တဲ့အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုတာလေဒီလက်ရှိကိုတွဲနေတဲ့ကိုနဲ့တူတူနေတဲ့ချစ်သူရည်စားဒါမှမဟုတ်အိမ်ထောင်ဖက်တွေပေါ်မှာသူနဲ့ရှစ်ဆက်ဖို့အင်အားမရှိတော့တာသူရဲ့အလုပ်ရက်တွေပေါ်မှာကိုကလုံးဝဆက်ပြီးတော့မသီးခံနိုင်တော့တာပေါ့နော်အဲ့ဒီလိုအကြောင်းအရာမျိုးစုံတွေကြောင့်လူမှုရေးဖောက်ပြန်တယ်ဆိုတာဖြစ်လာတာပါလူမှုရေးဖောက်ပြန်တဲ့နေရာမှာအခြေအနေနှစ်ရပ်ရှိပါတယ်ပထမအခြေအနေတစ်ခုကကာယကံရှင်မိမိကိုယ်တိုင်မသိလိုက်ပဲနဲ့ဖောက်ပြန်မိသွားတာမျိုးဒုတိယအခြေအနေတစ်ရက်ကကာယကံရှင်ကိုယ်တိုင်မိမိကပဲကိုယ်တိုင်ရွေးချက်ဆုံးဖြတ်ပြီးတော့ဖန်တီးလိုက်တာမျိုးတို့ဆိုတော့လေအဲ့လိုအခြေအနေနှစ်ရပ်ရှိပါတယ်